Hello ပရိသတ်ကြီးကျွန်တော်ဒီနေ့ဗီဒီယိုလေးတစ်ပုဒ် reaction လုပ်ပေးသွားခြင်းပါတယ်ကျွန်တော်လုပ်ပေးသွားမယ့်ဗီဒီယိုလေးကတော့ဂျပန်နိုင်ငံဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်အဲ့ဗီဒီယိုလေးကဘာလဲဆိုတော့ကျွန်တော်တို့နိုင်ငံခြားသားတယောက်ကပေါ့နော်အမျိုးသမီးအိမ်သားမှာဝင်ပြီးတော့ဟိုဝင်လိုက်တယ်အဲ့ဒါမှဂျပန်မတွေကအဲ့ဒါကိုလုံးဝသိရမလား surprise ဖြစ်ပြီးတော့ရဲတိုင်တဲ့အဖြစ်မျိုးပေါ့နော်အဲ့ဒါမျိုးဗီဒီယိုလေးတစ်ပုဒ်ပါအမှန်ဆိုရင်ဂျပန်မှာပေါ့နော်အဲ့လိုအမျိုးသမီးအိမ်သားဟိုတဲကိုအဲ့လိုမဝင်ရဘူးပေါ့ဝင်လို့ရှိရင်အဲ့လိုမျိုးဖမ်းခံရတာဘာမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မျိုးတို့လည်းဂျပန်ကိုသွားမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအမျိုးသမီးအိမ်သားတွေကိုမားမဝင်မိအောင်သတိထားပါပေါ့ကဲလို့ကိုကမားဝင်ခဲ့ပြီဆိုလို့ရှိရင်ဘယ်လိုပြောရဲကိုကိုယ်တိုင်ဖုံးဆက်လိုက်ပေါ့နော်ငါမားဝင်လိုက်ပြီဒါကြောင့်ငါ့ကိုလာခေါ်ပေးပါဆိုပြီးပေါ့နော်အဲ့လိုရဲကိုဖုံးဆက်လို့ရတယ်အခုဗီဒီယိုမှာဆိုရင်ဟိုဥရောပကနိုင်ငံခြားသားတယောက်ဆိုလို့ရှိရင်သူမားပြီးတော့ဝင်လိုက်တယ်အဲ့တော့အဲ့သူမားဝင်တာကိုမြင်လိုက်တဲ့ကျွန်တော်တို့ဂျပန်မကရဲကိုချက်ချင်းဖုံးဆက်တယ်ပေါ့နော်အဲ့ဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်ကြည့်လိုက်အောင်ကျွန်တော်အဲ့ဗီဒီယိုလေးကို reaction လုပ်ပေးတာမှာဖြစ်ပါတယ်โอเคကြည့်လိုက်ကြအောင်သူကြည့်လိုက်ကြအောင် It's rarest. Yes, rarest. It's rarest. ။ဒီဗီဒီယိုကဆိုရင်သူကမိန်းကလေးကပေါ့နော်ဂျပန်မက yes ကန်ဖုံးဆက်နေတယ်အဲ့မှာနိုင်ငံခြားသားနေပြီးတော့ sorry ဆိုပြီးမှပြောသွားတယ်ဒါပေမဲ့သိရမလားဒါရဲစကန်ကိုဖုံးဆက်ပြီးတော့ဒါရဲလာလို့ရှိရင်သူရှင်းပြရမှာပါသူမားဝင်သွားတယ်ဆိုတဲ့အကြောင်းပေါ့နော်ဂျပန်မှာအဲ့လိုမျိုးမားဝင်လို့မရပါဘူးပေါ့နော်မားဝင်လို့ရှိရင်ကိုယ်တိုင်မားဝင်သွားတယ်ဆိုတဲ့အကြောင်းရဲဖုံးဆက်ပြီးတော့လာခေါ်ခိုင်းလို့ရှိရင်အဆင်ပြေပါတယ်ပေါ့နော်ဗီဒီယိုလေးကလောက်ပါပဲ